Hello guys ဒီနေ့မှာကျွန်တော်အသေးလေးခံနေအမှန်တကယ်ပတ်စံရတဲ့ game တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ် Okay ရင်ဆုံးအဲ့ game နဲ့ဝင်လိုက်မယ်နော် Okay game နဲ့ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးရှင်းပြမယ်ဗျာ game ကဒီမှာ spin ဆိုတော့ရှိတယ် spin ကတနာရီကို9ချိန်လဲလို့ရတယ်ဗျာ spin ထဲမှာပါလဲဆိုတော့ကိုကဒေါ်လာတွေလည်းရနိုင်တယ်လို့တခြားပစ္စည်းလည်းရနိုင်တယ်တခြား item လည်းရနိုင်တယ်ဗျာဟုတ်ပြီလားဒီအပေါ်မှာကျွန်တော်ပြမယ်ဒီမှာဒီအပေါ်ကဂျူကာပုံတွေ့လားအဲ့ဒါကကြတော့တော့8နာရီတခါပေးတယ်ဗျာဒီ spin ကနေပြီးတော့သူကအမှတ်လေးတွေရတယ်အဲ့အမှတ်တွေကနေပြီးတော့ကိုကအဆင့်နေရတော့ဗျာအဆင့်အကယ်၍ဒီ8နာရီအတွင်းမှာကိုကအဆင့်1ပဲယူထားမယ်ဆိုလို့ရှိရင်ဒီလဲတဲ့အကျင့်900ရဲ့ဒီပတ်စံရဲ့ဒီဘုံရဲ့ရမယ်ဗျာ Okay ပြီးလို့ရှိရင်ဒီအပေါ်ဆွဲတင်လိုက် Okay ဒီမှာခွေးတွေလည်းမွေလို့ရတယ်ခွေးကလေးတွေမွေးမယ်ဆိုလို့ရှိရင်ကိုကဒီ airdrop နဲ့ပတ်သက်ပြီးတော့ဒီမှာဒီဘက် airdrop နဲ့ပတ်သက်ပြီးတော့ power တွေလည်းရမယ်ဒီ power တွေကကြတော့ဘယ်လိုလဲဆိုတော့ဒီ power 9000ဆိုလို့ရှိရင်9กว่าရမယ်ဗျာအကယ်၍ power တိတ်ဆိုလို့ရှိရင်10กว่าရမယ် Okay အဲ့လိုကိုတန်းဆိုလို့ရှိရင် coin 100ရမယ်ဗျာအဲ့လိုဒီဖက် PPT coin ပေါ့ဗျာ PPT coin တွေကိုစုရမှာဗျာ Okay ပြီးလို့ရှိရင်ဒီမှာကွာ PPT coin ရပြီဆိုလို့ရှိရင်ဒီမှာ PP 1000 PPT ဆိုတာရှိတယ်ဒီမှာ1000 PPT ဆိုတာရှိတယ်1000 PPT ဆိုတဲ့ဟာကနေပြီးတော့ကို PPT တွေကိုပြန်ပြီးတော့ exchange လုပ်ရတာပေါ့နော်ကိုဒီမှာဒီလို exchange ပြန်လုပ်ရတာ exchange ပြန်လုပ်ပြီးလို့ရှိရင်ကိုကအဲ့ဒီ PPT coin PPT coin 1000ရပြီဆိုလို့ရှိရင်ဒီမှာ transaction ဆိုလို့ရှိတယ်ကိုကအဲ့မှာပြန်ပြီး exchange ပြန်လုပ်ရတာ10ဆိုတာ okay ရောင်းလိုက် okay 1 PPT 1000 coin ကို0.027ဒေါ်လာရမယ်ဗျာကဲကိုမှာ coin 10ရှိရဲဆိုလို့ရှိရင်0.27ရမယ်coin 100ရှိမယ်ဆိုလို့ရှိရင်2.75ဒေါ်လာရမယ်အဲ့လိုပေါ့နော်ဘယ်ရွာမှာတော့မလွယ်ဘူးလေနော်နည်းတော့တကယ်ပြီးတဲ့ဟာတွေကတော့နည်းနည်းခက်ခဲမှာပဲ okay အဲ့ဆိုလို့ရှိရင်လူခေါ်တဲ့အပိုင်းလူ invite လုပ်တဲ့အပိုင်းတစ်ချက်တော့ကြည့်မယ် okay ဒါကတော့ invite လုပ်တဲ့အပိုင်းပေါ့နော်ကိုက invite တယောက်လုံးမယ်ဆိုလို့ရှိရင် power 9000ရမယ်ဗျာကိုမ power များတယ်လို့ error ကနေကွာရတာလည်းများတယ်ပြီးရင်ကိုက invite လုပ်ထားတာဆိုလို့ရှိရင်ဒီမှာကို invite ကနေပြီးတော့ကြော်ညာတွေကြီးထားတဲ့ဟာတွေကို invite လုပ်ထားတာတွေကနေလည်းဒေါ်လာတွေပြန်ရနိုင်တယ်ဗျာ Okay ကျွန်တော်က0.027ဒေါ်လာကိုကျွန်တော်စမ်းထုတ်ပြမယ်ဗျာ Okay အဲ့ဒါဆိုတစ်ချက်ထွက်လိုက်မယ်ကျွန်တော်ရဲ့ Tunkiba wallet ထဲချက်သွားရှိရဗျာ Okay Tunkiba wallet ထဲမှာ0.09h US 96 USD ရှိရ Okay အဲ့ဒါဆိုရင်ဒီမှာတစ်ချက်ပြန်သွားမယ် Okay ကျွန်တော်က0.027ဒေါ်လာကိုထုတ်ပြမှာဆိုတော့ withdraw ချက်နေလိုက်ဗျာ Okay 0.027ဒေါ်လာ Okay withdraw ချက်နေမယ် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော် withdraw 0.027ဒေါ်လာကိုကျွန်တော် withdraw လုပ်လိုက်ပြီနော်Okay အခုဆိုရင်တော့ကျွန်တော်ရဲ့ wallet ထဲကိုပတ်စံရောက်လာပြီပေါ့နော်အခုခဏက0.96အခုကတော့0.12 okay ဒါတော့ခဏတော့ကျွန်တော်စီရမှာ0.027ဒေါ်လာเนาะဒီလ26ရက် okay တလားပါပဲဆော့ရှင်းနေဆိုလို့ရှိရင်ကျွန်တော် link ချပေးမယ်အဲကနေပြီးတော့ဝင်ဆောင်းလို့ရတယ်ပေါ့နော်
အဲ့ဒါလာပြောပြတာပါ okay နောက်ဗီဒီယိုလေးတွေလည်းနောက်ဗီဒီယိုမှာထပ်တွေ့ကြပါဗျာကဲ၍ကိုကဒီ Telegram ဂိမ်းလေးတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း like follow လေးလုပ်ထားပေးပါအောင် YouTube channel လေးလည်းရှိရနော် okay အကုန်လုံးကျေးဇူးတင်ပါတယ်